ဖျားတပည့်တော်ရဲ့ဘဝအများဆုံးအေးချမ်းပါစေသာဒါဟာလောကဓာတ်လိုင်းတဘိုးတွေကြားတွေကနေနှလုံးသားတစ်ခုလုံးကတောင်းတမိတဲ့အေးချမ်းခြင်းဆုတောင်းတစ်ခုပေါ့တခါတလေကျွန်တော်တို့တွေဟာတစ်ဖက်လူကိုမေတ္တာတွေပုံဩပေးပြီးတဲ့အခါထိုက်တန်တဲ့မေတ္တာတွေပြန်ရဖို့မတိမတာဖြစ်စေတိတိတတာဖြစ်စေမျှော်လင့်မိတတ်ကြပါတယ်ဒါပေမဲ့လေတကယ်တော့မေတ္တာတွေပေးပြီးရင်မေတ္တာတွေပြန်ရဖို့ဘယ်တော့မှမမျှော်လင့်ပါနဲ့ဘာလို့လဲဆိုတော့စစ်မှန်တဲ့မေတ္တာဆိုတာဟာလေပေးဆက်ရတဲ့အရာပါကိုကပေးလိုက်ရုံနဲ့ဒီကိုနှလုံးသားထဲမှာပြည့်ပြည့်စုံသွားရမယ့်အရာတစ်ဖက်လူစီကနေနှွေးထွေးမှုတွေပြန်ရဖို့မျှော်လင့်နေရမယ်ကုန်သွယ်မှုတစ်ခုမဟုတ်ပါဘူးမျှော်လင့်ခြင်းကင်းမဲ့တဲ့အခါနာကျင်ခြင်းတွေလည်းကင်းဝေးသွားလိမ့်မယ်ပေးဆက်ခြင်းတတ်နဲ့တွေကျဉ်တ်လာတဲ့အခါလေမိတောင်နေတဲ့ရင်ပတ်ဟာအလိုလိုနေရင်အေဂျင့်ချင်းကိုရှာဖွေတွေးရှိသွားပါလိမ့်မယ်ဒါကြောင့်မေတ္တာကိုပေးဝေလိုက်ပါဒါပေမဲ့လေအဲ့ဒီမေတ္တာဟာပြန်တုတ်ပြန်လာမဲ့ဆုလက်တစ်ခုဖြစ်နေတော့ပြန်ရဖို့ဘယ်တော့မှမျှော်လင့်ရတဲ့အရာမဟုတ်ပါဘူးကိုမေတ္တာနဲ့ကိုအတိုင်းတာနဲ့ကိုလောကကြီးထဲမှာအေးအေးချမ်းချမ်းလေးစီးမျိုးရှင်တန်လိုက်စမ်းပါ